အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒီဗီဒီယိုမှာဆိုရင်စက်တင်ဘာ15ရက်နေ့ကလည်းပြီးတော့19ရက်နေ့အထိအတိတ်ဆိုင်ပေါင်း100ကျော်လောက်ကိုတင်ပေးထားပါတယ်။ဒါပေမဲ့တစ်ပတ်မှာကတ်300ကျော်လောက်လာတာဖြစ်တဲ့အတွက်ကိုသုံးနှစ်ကမပါဘူးဆိုရင်ပဲဖြစ်ဖြစ်တခြားကတ်တွေကိုပါကြည့်နေဆိုရင်ကျွန်တော်ရဲ့ Telegram Channel ကို join ပြီးကြည့်လို့ရပါတယ်။ Telegram မသုံးတဲ့လူတွေအတွက်ကိုလည်းကျွန်တော် Viber Channel မှာတင်ပေးထားပါတယ်။အဲဒါကြောင့် Telegram Channel လင်းအောင် Viber Channel လင်းအောင်ဒီဗီဒီယိုရဲ့ comment မှာကျွန်တော် link ချပေးထားတယ်ဗျာနော်အဲ့ဒါနှိပ်ပြီး join ပြီးကြည့်လို့ရပါတယ်အဲ့ဒီ link ကိုမတွေ့တဲ့လူတွေကကျွန်တော်ကို comment မှာ hi ခဲ့လိုက်ဗျာနော်ကျွန်တော်ပြန်ပြီးတော့ reply ပြန်ပေးထားပါမယ်အဲ့ဒီ link ကိုနှိပ်ပြီးတော့အဲ့ဒီ link ကိုနှိပ်လိုက်တာနဲ့တက်ရောက်တယ်ဗျာ channel လေးကို Viber ရော Telegram ရောနှစ်ခုလုံးအဲ့ဒါဝင်ပြီးကြည့်လို့ရပါတယ်ကျွန်တော်ရဲ့အခု YouTube channel ကတိတ်ပြီးအဆင်မပြေပါဘူးတခါတလေဆိုရင်ဗီဒီယိုတွေဖြစ်ဖြစ်ချလို့အဆက်အသွယ်ပြတ်သွားမှစီလို့ပါViber channel တို့ Telegram channel တို့မှာဆိုရင်တော့ပုံကြည့်ရတဲ့မြန်တယ်ဗျာအပေါ်ကနေပေါ့ overall အကုန်မြင်ရတဲ့အတွက်ကိုအချိန်ကုန်လဲတက်တာပါတယ်နေ့တိုင်းထိုင်ကတ်တွေကိုလည်းကျွန်တော်အဲ့ဒီမှာတင်ပေးတယ်ဗျာနော်ဗီဒီယိုကတော့ဒါ YouTube မှာတစ်ပတ်ကိုတစ်ပုတ်ပဲတင်တာဖြစ်တဲ့အတွက်ကိုအခုတစ်ခါပဲကြည့်လို့ရပါတယ်နေ့တိုင်းကတ်တွေကိုတော့ကျွန်တော်အဲ့ဒီ channel တွေမှာတင်ပေးထားပါတယ်အဲ့ဒါကြောင့် Telegram channel နဲ့ Viber channel ကို join ပြီးထားလိုက်ပါကျွန်တော်ရဲ့အခု YouTube channel ကိုလည်း subscribe လုပ်ခဲ့ကြပါဦး
အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒီဗီဒီယိုမှာဆိုရင်စက်တင်ဘာ15ရက်နေ့ကလည်းပြီးတော့19ရက်နေ့အထိအတိတ်ဆိုင်ပေါင်း100ကျော်လောက်ကိုတင်ပေးထားပါတယ်ဒါပေမဲ့တစ်ပတ်မှာကတ်300ကျော်လောက်လာတာဖြစ်တဲ့အတွက်ကိုသုံးနှစ်ကမပေါ့ဆိုရင်ပဲဖြစ်ဖြစ်တခြားကတ်တွေကိုပါကြည့်ချင်နေဆိုရင်ကျွန်တော်ရဲ့ Telegram Channel ကို join ပြီးကြည့်လို့ရပါတယ် Telegram မသုံးတဲ့လူတွေအတွက်ကိုလည်းကျွန်တော် Viber Channel မှာတင်ပေးထားပါတယ်အဲ့ဒါကြောင့် Telegram Channel လင်းအောင် Viber Channel လင်းအောင်ဒီဗီဒီယိုရဲ့ comment မှာကျွန်တော် link ချပေးထားတယ်ဗျာနော်အဲ့ဒါနှိပ်ပြီး join ပြီးကြည့်လို့ရပါတယ်အဲ့ဒီ link ကိုမတွေ့တဲ့လူတွေကကျွန်တော်ကို comment မှာ hi ခဲ့လိုက်ဗျာနော်ကျွန်တော်ပြန်ပြီးတော့ reply ပြန်ပေးထားပါမယ်အဲ့ဒီ link ကိုနှိပ်ပြီးတော့အဲ့ဒီ link ကိုနှိပ်လိုက်တာနဲ့တန်းရောက်တယ်ဗျာ channel လေးကို Viber ရော Telegram ရောနှစ်ခုလုံးအဲ့ဒါဝင်ပြီးကြည့်လို့ရပါတယ်ကျွန်တော်ရဲ့အခု YouTube channel ကတိတ်ပြီးအဆင်မပြေပါဘူးတခါတလေဆိုရင်ဗီဒီယိုတွေဖြစ်ချလို့အဲ့အဆက်အသွယ်ပြတ်သွားမှစီလို့ပါViber channel တို့ Telegram channel တို့မှာဆိုရင်တော့ပုံကြည့်ရတဲ့မြန်တယ်ဗျာအပေါ်ကနေပေါ့ overall အကုန်မြင်ရတဲ့အတွက်ကိုအချိန်ကုန်လဲတက်တာပါတယ်နေ့တိုင်းထိုင်ကတ်တွေကိုလည်းကျွန်တော်အဲ့ဒီမှာတင်ပေးတယ်ဗျာနော်ဗီဒီယိုကတော့ဒါ YouTube မှာတစ်ပတ်ကိုတစ်ပုတ်ပဲတင်တာဖြစ်တဲ့အတွက်ကိုအခုတစ်ခါပဲကြည့်လို့ရပါတယ်နေ့တိုင်းကတ်တွေကိုတော့ကျွန်တော်အဲ့ဒီ channel တွေမှာတင်ပေးထားပါတယ်အဲ့ဒါကြောင့် Telegram channel နဲ့ Viber channel ကို join ပြီးထားလိုက်ပါကျွန်တော်ရဲ့အခု YouTube channel ကိုလည်း subscribe လုပ်ခဲ့ကြပါဦး